ဒီနေ့ပိုင်းချက်မှလည်းလို့ညွန်နေကြတဲ့သူတွေအတွက်ဒီနေ့တော့မကောင်းရင်ကြားဖို့အကြောင်းလုပ်နေတာနဲ့အလုပ်လေးတွေရှုပ်လို့အလုံးကွင်းချောင်းလမ်းမှာရှိတဲ့ရွှေညသူထမင်းဆိုင်မှာပဲအညာဟင်းလေးနဲ့ထမင်းစားတာလေးတွေပြပြမယ်နော်ဒီဟာလေးကတော့သူကလေအရင်တော့ကုတ်ကိုပင်အောင်လေးမှာရောင်းတဲ့ဆိုင်လေးကနေပြီးအခုဆိုင်ကြီးလေးဖြစ်သွားတာပေါ့နော်သူကငါးနဲ့ပတ်သက်တဲ့ဟင်းတွေပုံများတယ်ချက်သားရှိရပေါ့နော်အမဲတော့မတွေ့ဘူးထင်တယ်သတိမထားလိုက်မိဘူးအဲ့မှာငပတ်ချက်လေးလို့ထင်ခဲ့တာပေါ့နော်အဲ့တော့ဟင်းလေးတွေငါးလေးတွေချက်တာချက်ဟိုဟာပေါ့အစားချင်စရာလေးပြီးတော့ငပိတိုးစရာလေးဒါဝိုင်းထဲမှာချထားတယ်ဒါကတော့ငရုတ်သီးကိုရခိုင်ထောင်းလို့ထင်တယ်အဲ့ဒါတော့မသိကြဘူးဒါပေမဲ့သိကြတာတစ်ခုကဒီဘက်ကဒီနှစ်ဖက်ချင်တော့ပေါ့နော်အဲ့ဒါလေးကို6ရက်မမွေးလေးနဲ့တုပ်ထားတယ်နောက်တစ်ခုကကြတော့ဒါအညာကငရုတ်သီးစားတာအဲ့ဒါလေးပါတယ်ပေါ့နော်နောက်ထပ်အညာသူပြပြဒီပဲကြီးကိုစုပုတ်လေးနဲ့ချက်ထားတဲ့ဟင်းရည်လေးပေါ့နော်အဲ့ဒါလေးကိုမလုပ်ပြီးတော့ဆန်တော့ဒါတော့မကောင်းဘူးဒါပေမဲ့ဒီပဲကြီးကိုအညာချက်ထားတာလေးကိုတော့ကိုလည်းကြိုက်တော့သဘောကျပါတော့အဲ့နဲ့ငပတ်မွေလို့ထင်လိုက်တာသူကငချင်းမွေပေါ့နော်ငချင်းမွေလေးကိုမှားလိုက်တယ်ကဲငချင်းမွေလေးနဲ့ဒီကအမျိုးသီးဟိုအထောင်းစုံပေါ့နော်စားကြည့်တယ်အဲ့တော့တိုးစရာလေးရယ်ဒီငါးမွေလေးရယ်နဲ့စားရပေါ့နော်ဟင်းကလေးထည့်ပေးတဲ့ပိုးရှင်ကများတယ်ဒါငရုတ်သီးညာထောင်းနဲ့ဒီဟိုဟာပေါ့တရက်သီးနဲ့လည်းတွဲလို့အရန်လိုက်တယ်ကွာအဲ့တော့ထမင်းကအားရပါစားတာပဲမှာပြန်စားတယ်ကုန်သွားတယ်ကွာအဲ့ပြီးတော့ဟင်းရကြံနေသေးတဲ့ကြောင်နောက်တစ်ပြန်ထပ်စားရပေါ့နော်ထပ်စားတဲ့တိုင်အောင်မှာပေါ့နော်ဟင်းကလေလုံးဝပို့တယ်ထမင်းကလည်းတော့အဝစားတယောက်9000ပဲအဲ့လိုစလုံးအုပ်လိုက်ယူဝါချတာပေးတာအဲ့လိုချတာပေးတာအားရပါရအဲ့လိုစားတာတော့မှဒါနှစ်ခေါက်ထမင်းထည့်ထားပြီးလို့ဖိုက်အရန်ကားနေတော့မှဟင်းတွေကပုံနေသေးတယ်ပေါ့နော်ဒါဟင်းတွေအများကြီးစားတာပေါ့အဲ့တော့အလုံးကွင်းချောင်းလန်းနဲ့ရောက်ခဲ့မယ်ဆိုလို့ရှိရင်အညာရဲ့အရသာလို့ပုံစံနဲ့အညာရဲ့taste လေးတွေကိုစားချင်တယ်ဆိုလို့ရှိရင်တော့ဒီရွှေညသူဆိုင်လေးကိုသွားစားကြည့်ပါ